What's your emergency, please? ကျေးဇူးပြုရေးကျမကိုကူညီကြပါဦးသူတို့အိမ်ထဲဝင်လာပြီးတနက်နေတာပြစ်သွားကြလို့ပါမြန်တော့ပါရှင်ဒါဟာ2010ခုနှစ်နိုဝင်ဘာလ10ရက်နေ့ညဘက်မှာကနေဒါနိုင်ငံရဲ့အရေးပေါ်ဖုန်းလိုင်း911စီကိုရောက်လာတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုပါဖုန်းဆက်သူကတော့အသက်24နှစ်အရွယ်ဂျနီဖာဖန်ဆိုတဲ့ကောင်မလေးဖြစ်ပါတယ်။သူမရဲ့အတန်တွေကကြုံနေပြီးတော့ကြောက်လန့်တကြားအကူအညီတောင်းနေခဲ့တာပါ။အပေါ်ရင်ကြည့်လိုက်ရင်ဒီအမှုကကနေဒါနိုင်ငံရဲ့အေဂျင့်နဲ့ရက်ွက်တစ်ခုမှဖြစ်ပွားခဲ့တဲ့အိမ်ဖောက်ထွင်ဝင်ရောက်ပြီးဓမြတိုက်လူတက်မှုတစ်ခုလို့ထင်ရှားရှိပါတယ်။သမီးဖြစ်သူကအိမ်ပေါ်ထက်မှာအသက်ခံရမလို့ဖြစ်ပြီးလွတ်မြောက်လာခဲ့တယ်။မိဘနှစ်ပါးကတော့အောက်ထပ်မြင်းကြီးထက်မှာတနက်တန်ရာတွေနဲ့လဲကျနေခဲ့ပြီ။ဒါပေမဲ့ရဲတွေကအခင်းဖြစ်ပွားရာနေရာကိုစစ်ဆေးရင်းနဲ့ပုံမှန်မဟုတ်တဲ့အချက်လက်တွေကိုစတင်တတိထားမိလာပါတယ်။အိမ်တကားကအတင်းဖြတ်စီပြီးဝင်ရောက်ထားတဲ့လက္ခဏာမရှိဘူး။ပစ္စည်းတွေကလည်းတန်ဖိုးကြီးတာတွေဘာမှမပါသွားဘူး။အရေးကြီးဆုံးကအိမ်လုံးမှာသက်ရှင်ကျင်းခဲ့တဲ့တူသေးသောမျက်မြင်သက်သေဂျနီဖာဖန်ရဲ့ထွက်ဆိုချက်တွေကတစ်ခုနဲ့တစ်ခုလွဲနေတာပါပဲဒီနေ့ Spooky Cabin မြန်မာ channel ကနေပရိသတ်ကြီးကိုတင်ဆက်ပေးသွားချင်တာကတော့မိဘတွေရဲ့အလွန်အမဲညှော်လင့်ချက်ထားမှုနိုင်ငံမှုတွေနဲ့တိစောက်ထားတဲ့အတူရောင်ဘွားတစ်ခုနဲ့နောက်ဆုံးမှာသွေးဆိုးနဲ့အဖြစ်ဆိုးနဲ့အဆုံးသတ်ခဲ့ရတဲ့ဂျနီဖာဖန်ရဲ့ဖြစ်ရမှန်ကြောင်းပဲဖြစ်ပါရဲ့ရှင်ဆက်လံကိုမစားခင်ဒီမိသားစုရဲ့နောက်ခံကြောင်းကိုအရင်ပြပြချင်ပါတယ်။ဂျနီဖာရဲ့မိဘတွေဖြစ်တဲ့ဟန်ပန်နဲ့ပီချက်ဟာတို့ဟာဗီယက်နမ်နိုင်ငံကနေကနေဒါကိုပြောင်းရွှေ့လာကြတဲ့ဒုက္ခသည်တွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာဘာမှမပါတဲ့လက်ပလာဘွားကနေကနေဒါမှာလှုပ်ကြိုးစားရင်းနဲ့ဘွားကိုတည်ဆောက်ခဲ့ကြတယ်။ကားပစ္စည်းစိတ်ယုံမှာလှုပ်ရင်းနဲ့အိမ်ပိုင်ကားပိုင်ငွေကြေးပြည့်စုံတဲ့အခြေအနေတစ်ခုကိုရောက်လာခဲ့ပါတယ်။အာရှမိဘတွေရဲ့ထုံးစံတိုင်းသူတို့ဟာသူတို့ဘဝမှာပင်ပန်းပန်းရုန်းကန်ခဲ့ရတယ်လို့ပဲသားသမီးတွေကိုမပင်ပန်းစေချင်ကြပါဘူး။ဒါကြောင့်သားသမီးတွေရဲ့ပညာရေးပေါ်မှာအလော့မဲအာရုံစိုက်ပြီးတော့ညှောင်းလင်းချက်တွေပုံအောထားခဲ့ကြတယ်။သူတို့မှာဂျနီဖာဆိုတဲ့သမီးကြီးနဲ့ဖိလစ်ဆိုတဲ့သားငယ်တစ်ယောက်ရှိပါတယ်။ဂျနီဖာဟာငယ်ငယ်တည်းက Golden Child ဒါမှမဟုတ်သမီးလိမ္မာလေးပါ။အသက်၄နှစ်အရွယ်ကလေးကစမ်းရတင်ခဲ့သလို figure skating လို့ခေါ်တဲ့ရေခဲပြင်စကိတ်စီကျင်းမှာလည်းထူးချွန်ပြီးအိုလံပစ်ပြိုင်ပွဲဝင်ပြိုင်ဖို့ထီတော်မိဘတွေကမျှော်လင့်ခဲ့ကြတယ်။ကျောင်းမှာလည်းအမှတ်ပြရတဲ့ကျောင်းသူတယောက်ပေါ့။မိဘတွေအတွက်တော့ဂျနီဖာဟာသူတို့ရဲ့ဂုဏ်ယူစရာပြရုပ်တစ်ခုပါပဲ။ဒါပေမဲ့အထက်တန်းကျောင်းရောက်တဲ့အခါမှာတော့ PR စတင်ပြီးတော့ဖြစ်လာပါတော့တယ်။ဂျနီဖာစာကိုရင်လို့မလိုက်နိုင်တော့ပါဘူးအမှတ်တွေစပြီးတော့ကြာလာပြီမိဘတွေကတော့သူမကိုအေးအဆင့်ပဲအမြဲလိုချင်နေတာပါအဆင့်ပြီးတော့ရရင်တော့လက်မခံနိုင်ကြပါဘူးဒီမှာရင်ဂျနီဖာရဲ့ပထမဆုံးလိမ်လည်မှုစတင်ခဲ့ပါတော့တယ်သူမကအမှတ်စင် report card တွေကိုတူလုပ်ပါတယ်အမှတ်နယ်တဲ့ဘာသာရပ်တွေကိုအေးဖြစ်အောင်ပြင်ဆင်ပြီးမိဘတွေကိုပြတယ်မိဘတွေကလည်းသမီးကိုယုံတဲ့အတွက်တန်ရမဝင်ခဲ့ကြပါဘူးဒီလိုနဲ့အထက်တန်းပြီးဆုံးသွားတဲ့အထိသူမဟာအမှတ်စင်တူတွေနဲ့စကန်သွားခဲ့တာဘယ်သူမှမရိပ်မိခဲ့ပါဘူးအထက်တန်းပြီးတော့တက်သူတက်ရမယ့်ချိန်ရောက်လာပါပြီဂျနီဖာဟာအထက်တန်းတော့မအောင်ခဲ့ပါဘူးဘာသာရေးတစ်ခုကြရှုံးခဲ့လို့ကြားမပေးခဲ့ပါဘူးဒါပေမဲ့မိဘတွေကိုတော့ရိုင်ယာဆန်တက်သူမှာဝင်ခွင့်ရခဲ့တယ်လို့လိန်ပြောခဲ့ပါတယ်မိဘတွေကသူမကိုစီဝါကျကျင် pharmacist ဖြစ်စေချင်ကြတယ်။ဒါကြောင့်သူမက2နှစ်လောက်သိပ္ပံပွဲယူမယ်။ပြီးရင်စီဝါကျကျင်တဲ့နန်းဆက်တက်မယ်ဆိုပြီးဇလန်ဆင်ခဲ့တယ်။ဒီနေရာမှာဂျနီဖာရဲ့ဆွဲကကြောက်စရာကောင်းပါတယ်။သူမဟာနေတိုင်းကျောင်းသားတလုံးဝတ်စားစီရင်ကျောင်းတုံးပစ္စည်းတွေထက်လက်စကားစီးပြီးမြို့ရဲကိုထွက်သွားတယ်။တကယ်တမ်းကျတော့ကျောင်းကိုသွားတာမဟုတ်ပဲစာကြည့်တဲ့မှာတနေကုန်ထိုင်ကော်ဖီဆိုင်တွေမှာချိန်ဖြုံပြီးရင်ညနေကျမှအိမ်ပြန်ရောက်လာတယ်။ဒီလိုနဲ့၄နှစ်လုံးလုံးမိဘတွေကိုလိမ်လည်ခဲ့တာပါ။စာရန်အတူလောက်တာ
လက်စုစာအုပ်တွေမှာစာရေး6ရေးပြီးကျောင်းတက်နေတဲ့အဟန်ဆောင်တာတွေကအစ်စ်တိုင်းပါပဲဒီကာလအတွင်းသူမဟာဒန်နီယယ်ဝမ်ဆိုတဲ့ကောင်လေးနဲ့ချစ်ကြိုက်ခဲ့ပါတယ်ဒန်နီယယ်ကမွေးစေရောက်နဲ့လှုပ်လှုပ်ပေမဲ့ဂျန်နီဖာအတွက်တော့သူမရဲ့စိတ်ထွက်ပေါက်သူမကိုနားလဲပေးတဲ့သူဖြစ်နေခဲ့တယ်နိုင်ငံမှုကဘလောက်ထိခီရောက်ခဲ့တယ်လဲဆိုရင်ဘယ်ယူတဲ့နေရောက်လာတဲ့အထိပါပဲဂျန်နီဖာကမိဘတွေကိုဒီနှစ်ဘွဲ့နေတပင်ပွဲမှာနမမလောက်လို့မိဘတွေလာလို့မရဘူးဆိုပြီးဆင်ကျင်ပေးကကြားခဲ့တယ်ဒါဟာမဖြစ်နိုင်တဲ့ကိစ္စမှန်သိပေမဲ့မိဘတွေကတော့သမီးစကားကိုနားယောင်ပြီးမသွားခဲ့ကြပါဘူးဒါပေမဲ့စာရွက်နဲ့ထုတ်ထားတဲ့မိကေဟာတဖြည်းဖြည်းပိုလာပါပြီဂျန်နီဖာတယောက်ဖာမစစ်လုပ်ရပြီဆိုပြီးတော့အိမ်ကနေထွက်တငယ်ချင်းအိမ်မှာသွားနေမယ်ဆိုပြီးပြောလာတဲ့အခါမိဘတွေကတန်တရားဝင်လာကြတယ်။ဒီနေ့မှာတော့သူမရဲ့အဖေဖြစ်သူဟန်ပန်းဟာတန်တရားစိတ်မထိန်နိုင်တော့ပဲသမီးလှုပ်လှုပ်ပါတယ်ဆိုတဲ့စီးရုံကိုမင်းမြန်စုံစမ်းပါတော့တယ်။စီးရုံဘက်ကဂျန်နီဖာပန်ဆိုတဲ့ဝန်ထမ်းမရှိကြောင်းအဖြေပေးလိုက်တဲ့အခါနှစ်ပေါင်းများစွာတိစောက်ထားတဲ့ယုံကြည်မှုတွေအကုန်ပြိုလဲသွားပါတော့တယ်။ဖြစ်သူရဲ့ဒေါသကပောက်ကွဲထွက်လာတယ်။အမေဖြစ်သူကတော့အရှိုက်ကြီးတငယ်ငိုကြွေးတယ်။ဂျန်နီဖာရဲ့လိမ်ညာမှုတွေအားလုံးပေါ်သားပြီးတဲ့နောက်မှာတော့သူမရဲ့ဘဝဟာငရဲကန်းလိုဖြစ်သွားပါတော့တယ်။မိဘတွေကသူမကိုအိမ်ကျဲကျုပ်ချလိုက်ပါတယ်။ဖုန်းကိုသိမ်းတယ်။ကွန်ပျူတာသုံးဖို့မပေးဘူး။ကားမောင်းခွင့်ပိတ်လိုက်တယ်။အပြင်ထွက်ရင်အမေဖြစ်သူကအမြဲလိုက်စောင့်ကြည့်တယ်။အဆိုးဆုံးကတော့ချစ်သူဒန်နီယယ်ဝါနဲ့လုံးဝအဆက်အသွယ်ဖြတ်ခိုင်းလိုက်တာပါပဲအသက်24နှစ်အရွယ်မန်ကလေးတယောက်အတွက်ဒီလိုချုပ်ချယ်မှုတွေကတိမခံနိုင်စရာပါပဲအချိန်ကြာလာတာနဲ့အမျှဂျန်နီဖာဟာစိတ်တကြလာတယ်ပြီးတော့မိဘတွေအပေါ်နာကျင်မုန်းတိတဲ့စိတ်တွေဝင်လာတယ်သူမတွေ့ရတစ်ခုပဲရှိတယ်ငါဘဝကိုသူတို့ဖြတ်စည်းနေတာသူတို့သာမရှိတော့ရင်ငါလွတ်လပ်ပြီအမေတွေလည်းရမယ်ဂျန်နီယယ်နဲ့လည်းပေါင်းနိုင်မယ်ဆိုတဲ့အတွေးဆိုကြီးဝင်လာတာပါအဲ့ဒီနောက်သူမဟာရင်ဖုန်းဟောင်းလေးတစ်လုံးကိုခိုးဝက်သုံးဆွဲပြီးတော့ဒန်နီယယ်နဲ့ပြန်ဆက်သွားတယ်။ဒန်နီယယ်ကတစ်ဆင့်လူသက်သမားငှားဖို့ကြံစီပါတော့တယ်။2010နိုဝင်ဘာလ10ရက်ဂျန်နီဖာဟာဒီအစီအစဉ်အတိုင်းညဘက်မှာအိမ်ရှိတက္ကမကြီးကို lock မချပဲဖွင့်ပေးထားခဲ့တယ်။ည7:00နာရီလောက်မှာလူသက်သမား3ယောက်အိမ်ထဲကိုဝင်လာပါတယ်။သူတို့ကအိတ်ခမ်းထဲမှာရှိနေတဲ့မိဘနှစ်ပါးကိုတနက်နဲ့ချိန်ပြီးတော့အိတ်ခမ်းကိုဆွဲခေါ်လာတယ်။ခေါင်းတွေကိုစောင်းနဲ့အုပ်ခိုင်းထားတယ်။ဂျန်နီဖာကိုတော့အပေါ်ထက်မှာကျိုးတုပ်ထားသလိုဟန်ဆောင်ခိုင်းထားတယ်။လူသက်သမားတွေကပတ်စံတောင်းသလိုဟန်ဆောင်ပြီးနောက်မှာတော့အမေဖြစ်သူရဲ့ဥကောင်းတက်တဲ့ပြစ်တက်လိုက်ပါတယ်။အဖေဖြစ်သူကိုလည်းပြစ်ခတ်လိုက်ပြီးသူတို့ထွက်ပြေးသွားကြတယ်။အိမ်နီးနားချင်းတွေရဲ့ပြပြချက်အရာတနက်တန်တွေကြားရပြီးနောက်မှာဂျန်နီဖာရဲ့အော်ဟစ်ငိုယိုတန်ကိုကြားရတယ်လို့ဆိုပါတယ်။ကံကောင်းကျင်တော့ဖေဖြစ်သူကမျက်နှာကိုတနက်မှန်ခဲ့ပေမဲ့အသက်မသေးခဲ့ပါဘူး။သူဟာသွေးဟိုင်ထဲကနေပြီးတော့အိမ်ပြင်ဘက်ကိုရက်ကန်ထွက်ပြီးအကူအညီတောင်းနိုင်ခဲ့လို့တက်ရှင်ခဲ့တာပါ။ဒါဟာဂျန်နီဖာမချင်ထားတဲ့ကြီးမားဆုံးအလှည့်ပြောင်းပါပဲ။အဖေမသိဘူးဆိုတာသူသိလိုက်ရတဲ့ချိန်မှာသူမဘယ်လောက်တုံ့လောက်သွားမလဲစဉ်းစားတာကြည့်လိုက်ကြပါတော့ရဲတွေကဆက်စားခြင်းမှာဂျန်နီဖာကိုတားကောင်တယောက်အနေနဲ့ဆက်ဆံပါတယ်ဒါပေမဲ့သူမရဲ့ထွက်ဆိုချက်တွေကတဘာဝမကျပါဘူးလူဆိုးတွေကသူမကိုကျုပ်တုပ်သွားရဲဆိုပေမဲ့သူမကဘယ်လိုလုပ်ဖုန်းခေါ်နိုင်တယ်လဲလူဆိုးတွေကဘာလို့သူမကိုအရှင်ထားခဲ့တယ်လဲအမှုစစ်ဟာဂျန်နီဖာကိုပပလေးစစ်မေးနဲ့ကြောင်ပိတ်မေးခွန်းနေမေးပါတော့တယ်အထူးသဖြင့်စေရုံမှာတတိယလာတဲ့အဖေဖြစ်သူဟန်ပန်ကငါသမီးဂျန်နီဖာဟာလူဆိုးတွေနဲ့ရင်းနှီးနှီးစကားပြောနေတာကိုငါမြင်လိုက်တယ်လို့ထွက်ဆိုလိုက်တဲ့အခါမှာတော့အရာအလုံးဟာရှင်းလင်းသွားပါပြီ။ Yes Can Take ကဗီဒီယိုဖိုင်တွေမှာကြည့်မယ်ဆိုရင်ဂျန်နီဖာဟာစပိုင်းမှာရှိုက်ကြီးတငယ်ငိုကြွေးပြီးဟန်ဆောင်နေပေမဲ့ရဲရရှိကငါတို့အမှန်တရားကိုသိပြီးသားပါဂျန်နီဖာ။မင်းဖုန်းနဲ့ဘယ်သူနဲ့ပြောခဲ့တယ်လဲ
နင်းဖေပါမြင်ခဲ့တယ်လေငါတို့သိတယ်လို့ပြောလိုက်တဲ့အချိန်မှာသူမရဲ့ body language ခန္ဓာကိုယ်အမူအရာပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်ငါနေတာရရက်သွားပြီးတော့မျက်နှာကကျဉ်းမာသွားတယ်နောက်ဆုံးမှာသူမဝန်ခံပါတယ်ဒါပေမဲ့အပြေးအဝဝန်ခံတာမဟုတ်သေးပါဘူးလူသက်သမားတွေကိုငှားတာကမိဘတွေကိုတတ်ဖို့မဟုတ်ပါဘူးကျမကိုကျမတတ်ဖို့ငှားခဲ့တာပါဆိုပြီးတော့ချက်လိမ်ပါသေးတယ်ဒါပေမဲ့ရဲတွေကလက်မခံပါဘူးသူမရဲ့ဖုန်းစစ်ဆေးချက်တွေဂျန်နီယယ်နဲ့စာပို့ထားတာတွေကတက်တည်ထောက်ထားခိုင်လုံလုံနေပါပြီ2015ခုနှစ်မှာတရားရုံးကဂျနီဖာပန်နဲ့သူမရဲ့ကြံရပါတွေကိုထောင်ဒဏ်တစ်သက်ကျော်ချမှတ်လိုက်ပါတယ်သူမဟာအနည်းဆုံး25နှစ်မပြည့်မချင်းလွတ်ငြိမ်ချမ်းသာခွင့်ရှောက်ထားနိုင်မှာမဟုတ်ပါဘူးဒီအမှုကကဘာကျော်သွားခဲ့ပြီးတော့ Tiger Parenting လို့ခေါ်တဲ့မိဘတွေရဲ့အလွန်ကြီးလွန်းတဲ့ဖိအားပေးမှုတွေပေါ်မိခွန်းထုတ်เสียဖြစ်လာခဲ့ပါတယ်ဟုတ်ပါတယ်ဂျနီဖာလောရဲ့ကလုံးဝခွင့်လွှတ်လို့မရတဲ့ရုံမှမှုတစ်ခုပါဒါပေမဲ့တစ်ဖက်မှာလည်းမိဘတွေအနေနဲ့ကုသသမီးရဲ့စစ်မှန်တဲ့စွမ်းရည်နဲ့ဆန္ဒကိုနားလည်ပေးဖို့လိုအပ်ကြောင်းအချစ်လွန်ပြီးဖိအားတွေပေးမိရင်ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်သလဲဆိုတာကိုဒီမှုကမိမောင်းထုတ်ပြနေပါတယ်ပရိသတ်ကြီးရောဒီအမှုပေါ်ဘယ်လိုမြင်မိလဲမိဘတွေရဲ့ဖိအားပေးမှုကဒီလိုဖြစ်ဆိုမျိုးကိုတွန်းပို့လိုက်တာလားဒါမှမဟုတ်ဂျနီဖာကိုရိုင်းကပဲရက်ဆက်လွန်တာလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်နော်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာ True Crime တွေကိုတင်ဆက်ပေးအောင်ပါမို့ Like and Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်